ဒုက္ခဆိုတာကတော့ဘဝရှိကြတဲ့ကိုကဒုက္ခပဲအဲ့ဒီမှာဒီဘဝတစ်ခုရလာပြီးတဲ့နောက်မှာငယ်စဉ်ကလေးဘဝကြတဲ့ကိုကစားကြတာမစားရရင်လှုပ်ချင်တာမလှုပ်ရရင်ငိုကြတယ်ဒါသူတို့အတွက်ဆင်းရဲပဲသူတို့လိုချင်တာမရတာသူတို့အတွက်ဆင်းရဲပဲဒါကြောင့်ငိုတယ်ငိုပြီးတော့သူ့ရဲ့စိတ်ဆင်းရဲမှုကိုပြတယ်အဲ့ဒီကနေပြီးတော့အရွယ်ရောက်လာတဲ့အခါကျတော့တပြေးပြေးနဲ့အသက်ရလာလေအတ္တပိုကြီးလာလေဒီတက်ပို့ပြီးတော့အသက်ရလာလေအတ္တပိုကြီးလာလေဆိုတော့ကိုယ့်အတွက်တော်တော်ကြည်လာပြီကိုယ့်အတွက်ကြည်လာတဲ့အခါမှာမိဘလည်းမရှိတော့ဘူးဆရာသမားလည်းမရှိတော့ဘူးအဲ့တော့ကိုယုံကြည်ရကိုလုံးမယ်ကိုသွားခြင်းတဲ့နေရာသွားမယ်မှားသည်မှန်သည်ဘာမှမစင်စားဘူးကိုကျင့်တတ်တဲ့ထင်တာကိုလုံးမယ်ကိုပြောတဲ့ထင်တာကိုလုံးမယ်အဲ့ဒီလိုသွားကြတာပေါ့အစာပိုင်းတော့ဟုတ်တယ်လို့ပဲနောက်လောကမှာကဘောင်ဆိုတာရှိတယ်စီကံဆိုတာရှိတယ်ဘောင်ကျော်သွားပြီစီကံကိုဖောက်သွားပြီဆိုလို့ရှိရင်လောကကလက်မခံနိုင်သောအနေအထားတစ်ခုကိုရောက်သွားပြီဆိုဒဏ်ပြန်ခတ်တာခံရတယ်အဲ့ဒီဒဏ်ကသူများလှုပ်လို့မဟုတ်ဘူးကိုယ့်ဘာသာကိုလှုပ်ပြီးတော့ပဲဥပမာအဖြစ်ကိုယ့်ဘောမှာရန်ကောင်းတဲ့မိတ်ဆွေတွေအပေါ်မှာသစ္စာတစ်ချက်မဲလိုက်တာယုံကြည်မှုတွေဆုံးရှုံးသွားပြီးတော့အဲ့ဒီမိတ်ဆွေတွေကိုဆုံးရှုံးရတယ်မိတ်ဆွေကောင်းတွေကိုဆုံးရှုံးရတယ်ဒီလိုပဲစီးလွတ်ဘောင်လွတ်သွားလိုက်တဲ့အတွက်ကြောင့်မိဘကဆုံးပြစ်တယ်ဆိုတဲ့အရာမျိုးတွေလည်းကြုံဘူးကြားဘူးကြလိမ့်မယ်အဲ့တော့လက်ခံလို့မရတော့တဲ့အနေအထားဖြစ်သွားတယ်ကိုယ်အတ္တကိုဦးစားပေးလုံးအားကြီးတဲ့အခါကျတော့အဲ့တော့ဒီလိုလူမျိုးတွေကသူတို့ကိုယ်တိုင်လည်းပဲဒုက္ခမျိုးစုံပဲကောင်းကောင်းနေလို့မရဘူးဆင်းရဲတစ်ခုပြီးတစ်ခုဒုက္ခတစ်ခုပြီးတစ်ခုအစင်မပြေတာတစ်ခုပြီးတစ်ခုကိုဖန်တီးကြသလိုသူတို့နဲ့ပတ်သက်ရတဲ့သူတွေကလည်းပြဿနာတစ်ခုပြီးတစ်ခုဖြေရှင်းရစိတ်ဆင်းရဲစရာတစ်ခုပြီးတစ်ခုကြုံရအဲ့လိုပေါ့ပင်ကိုဘဝကဆင်းရဲနေတဲ့နေရာမှာလူဆိုတော့လူအချင်းချင်းပေါင်းဖက်ဆွေမျိုးတော်ဆက်ထိတွေ့ရဆိုတဲ့အရာတွေရှိလာတဲ့အခါကျတော့အဲ့ဒီလိုမျိုးသူများပေးသောဒုက္ခတွေအများကြီးကြုံကြရတယ်ရင်းတဲ့သူစိမ့်တဲ့သူလူမျိုးစုံကပေးသောဒုက္ခများပေါ့အဲ့ဒီလိုဒုက္ခတွေပေးတဲ့အခါမှာဒီနေ့ဒီပြဿနာတစ်မျိုးကြုံလိုက်လို့အလုံးငြိမ်းသွားပြီလို့ထင်မဲ့ကြံသေးတယ်နောက်နေ့နောက်ထပ်ပုံစံတစ်မျိုးနဲ့ဒုက္ခတစ်မျိုးထပ်ရောက်လာတယ်အဲ့တော့ဒီလမှာဒီဒုက္ခဒီဆင်းရဲတွေကိုဖြေရှင်းလိုက်နိုင်လို့အဆင်ပြေသွားပြီလို့ထင်နေတော့ရှိသေးတယ်နောက်လမှာနောက်တစ်မျိုးထပ်ပြီးတော့ပေါ်လာပြန်ရောအဲ့တော့ပြဿနာကတစ်ခုပြီးတစ်ခုမယိုးနိုင်အောင်ထပ်ပြီးတော့ပေါ်လာတော့တာမှုနာမှုကိုယ့်ရဲ့ယောဂစသည်ဖြင့်ပေါ့ကိုယ့်ရဲ့စီးပွားရေးလူမှုရေးတစ်နေ့တစ်မျိုးမယိုးအောင်လာတယ်တခါဖြည့်ရှင်းပြီးသွားရင်ဒါအေးလောက်ပါပြီလို့ထင်ပေမဲ့မအေးဘူးနောက်ထပ်ပုံစံတစ်မျိုးနဲ့ဝင်လာတယ်ကိုအေးလေးနေလိုက်ပါတော့မယ်လို့ကိုယ့်ဘာသာကိုအေးဆေးစွာနေလဲမအေးဘူးနောက်ထပ်ပုံစံတစ်မျိုးနဲ့ထပ်ပြီးတော့ဝင်လာတယ်အဲ့တော့မယိုးနိုင်အောင်ကိုဒုက္ခကတော်တော်ကြီးမားတာပေါ့အဲ့တော့ဒီဆင်းရဲတွေဘဝရှင်ရတယ်ဒါကိုနားလည်ထားတော့အဖြစ်လောကဆိုတာအဲ့ဒီလိုပြောင်းလဲဖောက်ပြန်နေတာပါလားလို့နားလည်ပြီးအနတ္တသဘောတရားကိုအမြဲဆင်ခြင်ရဒီလိုဆင်ခြင်လိုက်တော့မှတွေ့တာမှုတွေကင်းလာတယ်တက်မှတ်မှုတွေငြိမ်းလာတယ်အဲ့တွေ့တာမှုတွေတက်မှတ်မှုတွေငြိမ်းတော့စိုးရင်ရတာတွေတတ်တာလာတယ်လောကဓာတ်ကတော့ဒီအတိုင်းပဲဒါပေမဲ့သူ့နှလုံးသားရင့်ကျက်လာတဲ့အတွက်ကြောင့်အနတ္တသဘောကိုထက်ခါဆင်ခြင်တဲ့အတွက်ကြောင့်မလို့မစိုးရိမ်တော့ဘူးမငိုတော့ဘူးကြာရင်အဲ့လိုဖြစ်လာတယ်အနတ္တသဘောတရားကိုတော့ထက်ခါဆင်ခြင်ဖို့လိုတယ်ဒီလောကကတော့ဒီဒုက္ခတွေတစ်မျိုးပြီးတစ်မျိုးပေးမှာပဲကိုသေတဲ့အထိပေးမှာပဲသေပြီးတော့မှဘဝမပြတ်သိရင်လွတ်မှာမဟုတ်ဘူးနောက်တစ်ဘဝရရင်ဒီလိုဒုက္ခတွေပဲပြန်လာအောင်ပါအဲ့တော့မစိုးရိမ်တော့တဲ့နေနေမငိုတော့တဲ့နေနေကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းမဖြစ်စေတော့တဲ့နေနေ
ပြင်းစွာပင်ပန်းတယ်ပူလောင်တယ်ဆိုတဲ့အရာမျိုးတွေမဖြစ်စေတော့တဲ့နေနဲ့နေနိုင်ဖို့ကြိုးစားရမှာလောကဓာတ်ကရှောင်လို့မရသလိုလောကမှာကြုံရမယ့်အတွေ့အကြုံတွေကလည်းရှောင်လို့မရဘူးမယိုးနိုင်အောင်ဆင်းရဲတွေတစ်မျိုးပြီးတစ်မျိုးလာလိမ့်မယ်ဒါကြောင့်အနတ္တသဘောအမြဲတမ်းဆင်ခြင်နိုင်ပြီးတော့အေးချမ်းဖို့ကြင်ကြံပါလို့မှားကြတာတရားနာသူပေါင်းသူတော်ကောင်းတို့နဲ့တကွာကဘာသူကဘာသားပေါင်းလောကဓာတ်တွေကိုမတုံမလုပ်သဘောဖြင့်ရင်ဆိုင်နိုင်သည့်အထိရင့်ကျက်လာကြ၍အေးငြိမ်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ